7 days ပရိသတ်အားလုံးမင်္ဂလာပါ2015ဒီဇင်ဘာ30ရက်ကနေ2016 January လ9ရက်တွင်တည်ရှိနေတဲ့ဒီကာလဟာနှစ်ဟောင်းတစ်ခုကိုကျော်လွန်ပြီးနှစ်သစ်တစ်ခုကိုကူးပြောင်းတဲ့ကာလကိုရောက်တဲ့အတွက် Happy New Year ဆိုပြီးတော့အရင်ဆုံးဒီကာလရဲ့အခြေခံလေးကိုသတ်မှတ်နှုတ်ခွန်းဆက်ရမှာပါဒီကာလဟာစနေကြိုစေတံရဲ့စိုးမိုးထားတဲ့ကာလတစ်ခုဖြစ်ပြီးတော့လမ်းကြောင်းအဟောင်းကိုစွန့်ပြီးလမ်းကြောင်းအသစ်ကိုဥတီပြောင်းလဲတဲ့ခုနှစ်တစ်ခုလိုပဲလူသားတွေရဲ့ဘဝဟာကောင်းသောပြောင်းလဲတဲ့သစ်လွင်သောအကြောင်းအရာများစတင်ဖြစ်ပေါ်မဲ့အနေအထားကိုကြာရောက်ပါတယ်တနေ့ကနေ့မွေးသူတွေအတွက်ကပြဿနာဟောင်းလေးတွေဖြေရှင်းနိုင်နေမယ်ရတနာဘုံစိုက်ကင်းနဲ့တိုက်ပြီးတော့တိုးတက်တဲ့အနေအထားကိုကြာရောက်မယ်အဓိကဒီဇင်ဘာလ31ရက်နေ့January လ3ရက်နေ့ January လ5ရက်နေ့တွေဟာကောင်းသောကံကြမ္မာတွေရဲ့အနှစ်သာရကိုယူငင်သုံးဆွဲပြီးလုံးသမျှအောင်မြင်နိုင်တဲ့အနေအထားရှိတယ်။ဒီနေ့လာနေ့မွေးသူတွေအတွက်ကမေတ္တာရေးကံကောင်းခြင်းနဲ့ရာဇကိန်းနဲ့တိုက်ဆိုင်တဲ့အတွက်ပြောရေးဆိုရေးလုပ်ရေးကံရေးမှန်သမျှအစဉ်ပြေပြေချောချောမောမောနဲ့ရရှိမဲ့အနေအထားကျရောက်ပါတယ်။ဒီဇင်ဘာ30ရက်နေ့ January 1ရက်နေ့နဲ့ January 2ရက်နေ့ January 4ရက်နေ့တို့ဟာကိုယ့်ရဲ့ကံကြမ္မာမှာထူးထူးခြားခြားကောင်းခြင်းတွေနဲ့အခွင့်ကောင်းတွေရနိုင်တဲ့အနေအထားကျရောက်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးတို့အတွက်ကတော့ဒီကာလအတော်အတွက်မှာပြဿနာအခက်အခဲလေးတွေကြားထဲဖြတ်သန်းရမယ်။သူတစ်ပါးကြောင့်ကိုယ့်ရဲ့ရည်ရွယ်ချက်လေးတွေနှောင့်နှေးတတ်တယ်။ဒီဇင်ဘာလ31ရက်နေ့နဲ့ January လ9ရက်နေ့တွေမှာကောင်းတဲ့အကြံစီနဲ့အောင်မြင်မှုလေးတွေရှိပြီးတော့ဒီဇင်ဘာ30 January 2ရက်နေ့တွေမှာရန်တိုက်ခံလေးတွေအနည်းငယ်ရှိနိုင်တယ်။ဒါပေမဲ့ဒီကာလဟာရတနာဘုံစိုက်ကင်းနဲ့တိုက်နေတဲ့အနေအထားရှိတဲ့အတွက်ပြောရေးဆိုရေးလုပ်ရေးကံရေးမှန်သမျှအစဉ်ပြေပြေချောချောမောမောရှိမဲ့အနေအထားဘက်ကိုဥတည်နေပါတယ်။ဗုဒ္ဓနေ့မွေးသူတွေအတွက်အရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေဆက်တိုက်ဖြစ်ထွန်းလာပြီးတော့ကံကြမ္မာကောင်းခြင်းနဲ့တိုးတက်ခြင်းကိုရနိုင်တဲ့ရာဇာကိန်းနဲ့တိုက်တဲ့နေ့တစ်ခုဖြစ်တဲ့အတွက်အရာရာအစဉ်ပြေမဲ့လို့သမျှကောင်းခြင်းအဖျားဖျားကြားရောက်မဲ့နေ့ရက်တွေကိုပိုင်ဆိုင်ထားပါတယ်။အထူးသဖြင့်ဒီဇင်ဘာလ30ရက်နေ့ January လ2ရက်နေ့ January လ9ရက်နေ့တွေမှာပေါ်ပေါက်လာတဲ့ခွင့်ရတွေကိုလက်တွေသုံးချပြီးထူးထူးခြားခြားအောင်မြင်သွားနိုင်ပါတယ်။ယာဟုမွေးသူတွေအတွက်ကတော့ရံများမယ်ပြိုင်များမယ်တိုက်ခံနေနဲ့ထိတ်တိုက်တွေ့ရမယ်။ရတနာဘုံစိုက်ကင်းတိုက်လင့်ကစားငွေကြေးရပေမဲ့စိတ်အနှောက်အယှက်လေးတွေကိုတော့အနှဲငယ်သတိထားရမယ်ရက်ပိုင်းလေးကိုကြုံရမယ်။အထူးသဖြင့်ဒီဇင်ဘာလ30ရက်နေ့နဲ့2016 January လ4ရက်နေ့လေးတွေမှာအတိုက်ခံနောက်ဆက်လေးတွေရှိတတ်တယ်။ဒါပေမဲ့ထူးထူးခြားခြားဒီဇင်ဘာ31January 1ရက်နေ့နဲ့ January 9ရက်နေ့တို့ဟာပျော်ရွှင်ပွဲရာများနဲ့စိတ်ချမ်းမြေ့ပွဲရာများလွှမ်းမိုးနေကြောင်းတွေ့ရှိရပါတယ်။ကြာသပတေးနေ့မွေးသူအားလုံးတို့အတွက်ကတော့အလုပ်ဖို့ကိစ္စဖို့လေးတွေကြုံမဲ့ရှင်ပြန်လိုက်တိုင်းအောင်မြင်သွားနိုင်တဲ့အနေအထားရှိတယ်။ဒါပေမဲ့ဒီဇင်ဘာ31ရက်နေ့မှာအသွားလာနဲ့ဂရုစိုက်ချစ်သူခင်တဲ့စကားများတဲ့အထင်လွဲခံရတဲ့ January 1ရက်နေ့2ရက်နေ့3ရက်နေ့ဟာဆက်တိုက်ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းများလွှမ်းမိုးနေပြီးတော့ရာဇာကိန်းနဲ့တိုက်ပြီးတော့အရာရာအောင်မြင်ခြင်းအကျိုးပေးခြင်းတွေဖြစ်တည်နေတာကိုတွေ့ရတယ်။သောကြာနေ့မွေးသူတွေအတွက်ကလည်းကံကောင်းခြင်းနဲ့တိုးတက်ခြင်းရာဇကိန်းနဲ့တိုက်ဆိုင်ခြင်းတွေရှိပြီးတော့ခရီးကိစ္စအပြောင်းလဲကိစ္စတွေရှိမယ်။ရပ်တန့်ထားတဲ့လူလေးတွေပြန်လည်စတင်နိုင်တဲ့အနေအထားနဲ့တိုးတက်တဲ့အခြေအနေတွေကိုကြုံပြီးတော့ဒီဇင်ဘာလ31ရက်နေ့2016 January 1ရက်နေ့နဲ့ January လ3ရက်နေ့တို့ဟာကိုယ့်ရဲ့ကောင်းခြင်းကံကြမ္မာနဲ့အကျိုးပေးမှုတွေလွှမ်းမိုးနေတယ်။စနေနေ့မွေးသူတွေအတွက်ကတော့အရာရာအစဉ်ပြေခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုဖန်တီးနိုင်ပြီးတော့နာမည်အောင်မြင်မှုတွေကိုရရှိနိုင်တဲ့ရာဇာကိန်းနဲ့တိုက်နေပြန်တဲ့အတွက်ပြောရေးဆိုရေးလုံရေးကံရေးအောင်မြင်မဲ့ဒါပေမဲ့ဒီဇင်ဘာလ31ရက်နေ့2016 January 4ရက်နေ့တွေမှာတော့အသွားလာနေထိုင်လေးတွေယူဆိုင်မယ်ကြံရက်တွေကတော့ကိုပြောသမျှလို့သမျှအောင်မြင်စင်ပြေမှုနဲ့တိုးတက်မှုတွေရှိနေပါတယ်ဒီကာလအတော်အတွင်းမှာ January လ1ရက်နေ့မှာမတော်တဆထိခိုက်မှုအနေနဲ့ထူးသတိထားမယ်ရက်တစ်ခုဖြစ်တဲ့ငကဘော်ရက်နဲ့တိုက်ဆိုင်နေတဲ့နေ့ဖြစ်တဲ့အဲ့ဒီနေ့မှာအနောက်တောင်ရက်ကိုဥတီသွားစဉ်အန္တရာယ်ရှိတတ်တဲ့နေ့12နိုင်ကနေတနိုင်ခွဲအတွင်းမှာအသွားလာနေတိုင်းအထူးပြုပြီးယူဆရမှာကိုသတိထားရမှာဖြစ်ပါတယ်။ထူးခြားချက်ကတော့ January လ3ရက်နေ့ဟာကုန်ပစ္စည်းတွေဖြန့်ချီလို့ကောင်းတဲ့နေ့ပြန်ပွားစေခြင်းတဲ့အရာတွေကိုပြန့်ကျက်သွားလုပ်လို့ရတဲ့ကာလတစ်ခုဖြစ်ပါတယ်။ဒီကာလအတွင်းအကျိုးပေးတဲ့အယောင်တွေကတော့အပြာရင်ရောင်မိခိုးရောင်နှက်ပြအယောင်တို့ဖြစ်ပြီးတော့နံပါတ်3 8 5ခနဲ့အကျိုးပေးပါတယ်။ကောင်းခြင်းကံကြမ္မာများရရှိစေဖို့အတွက်ကြီးပန်းဟိုတစ်လုံးထဲမှာသစ္စာပန်းတစ်ခက်ဗုဒ္ဓံသရဏံပန်းကတစ်ခက်နဲ့အုံးရွက်လေးတစ်ရွက်ကိုထိုးပြီးတော့ကိုယ်အနီးပန်းမှာထားပြီးတော့လိုရာဆန္ဒပြုလိုက်ပါနှစ်သစ်ဦးရဲ့
လိုရာစန္ဒလေးတွေဟာကိုတောင်းသမျှပြေးဝလာတာကိုတွေ့ရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်